အားလုံးပဲမင်္ဂလာပါမေနိုင်ငံခြားသွားကန်နေမှာပေါ့နော်ပင်လုံတက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေပြပြပေးမယ်ပေါ့နော်ဒါတော်တော်များများအခုမေတို့တော့ဆိုရင်ပင်လုံကို3ရက်တောင်မှတက်ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆို1ရက်ပဲတက်ကြတယ်လို့မေကြားမိတယ်ပေါ့နော်တော်တော်များများပင်လုံတက်ရပြီဆိုလို့ရှင်နိုင်ငံခြားသွားတော့မယ် smart card ရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပင်လုံမှာလာဟောပြောတဲ့လူကြီးတွေရဲ့စကားကိုနားမထောင်မဲနဲ့မုတ်တွေစားကြတယ်စကားတွေများကြတယ်အိမ်ငိုက်ကြတယ်ပေါ့နော်တော်တော်များများအဲ့လိုမျိုးတွေတော်တော်များတယ်ပေါ့နော်ဒါမေပင်လုံသွားတက်တော့လည်းမေတော်တော်များများတွေ့ပူတယ်ပေါ့နော်ဒီလိုလူမျိုးတွေကြီးပဲတော်တော်များတယ်တေးသေးချာချာလိုက်နားမထောင်ကြဘူးပေါ့နော်တကယ်တမ်းကျတော့ပင်လုံတက်တဲ့အချိန်မှာစာအုပ်တစ်ခုနဲ့ဒါခဲတံဖြစ်ဖြစ်ဘောဝင်ဖြစ်တစ်ခုနဲ့ပေါ့နော်ဒါပင်လုံမှာလာဟောပြောတဲ့လူတွေအကုန်လုံးကဒါကိုယ့်ကိုအကျိုးရုပ်စေမဲ့ဟာမျိုးလာဟောပြောတာမဟုတ်ဘူးပေါ့နော်ကိုယ့်အတွက်ကိုဒါအလုရှင်အလုသမားဥပဒေတွေရှိတယ်မညာမတာဖြစ်ခဲ့သည်ရှိတော့ဘယ်ကိုတိုင်တန်းလို့ရတယ်ဆိုတာမျိုးတွေဒါဘန်နဲ့ပတ်သက်တဲ့အချက်အလက်မျိုးတွေပေါ့နော်ဒါကိုသွားမဲ့နိုင်ငံနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ဟာတွေကိုလာဟောပြောတာဖြစ်တဲ့အတွက်ကိုပေါ့နော်ကို့အနေနဲ့တေးသေးချာချာလိုက်နားထောင်ဖို့လိုပါတယ်ပြီးတော့မှတစ်ဖက်နိုင်ငံရောက်သွားတော့မှဒီဟာတော့ဒီလိုဖြစ်နေပြီဟိုအလုပ်ရှင်ကတော့ငါ့ကိုဘယ်လိုလုပ်လို့ဒီတတိယကတော့ငါ့ကိုဘယ်လိုလုပ်လို့ငါကတော့ဒီလိုဖြစ်နေပါပြီဆိုတဲ့ပုံစံမျိုးတွေဖြစ်နေမဲ့အစားပေါ့နော်ဒီပင်လုံမှာဒီလိုကိစ္စတွေဖြစ်လာပြီဆိုလို့ရှင်လဲဒါဘယ်ကိုတိုင်တန်းလို့ရပါတယ်ဆိုတဲ့ဟာမျိုးတွေလည်းဟောပြောတဲ့နေရာမှာပါပါတယ်အဲ့တော့ကျတော့တခါတည်းလိုက်နားထောင်ပါပေါ့နော်တခါတည်းစာအုပ်နဲ့လိုက်မှတ်ပါလိုက်နားထောင်ပါကိုကTikTok တွေရိုက်မယ်စကားတွေပြောမယ်အိမ်ငိုက်မယ်ဆိုတာမျိုးတွေမလုပ်ပါနဲ့ပေါ့နော်သူတို့ကလည်းတကူးတကလာဟောပြောရတာဖြစ်တဲ့အတွက်ကိုသူတို့ဟောပြောတဲ့ဟာထဲမှာလည်းကိုယ့်အတွက်အကျိုးရှိစေမဲ့ဘ ഹു တုတတွေပဲပါနေတာဖြစ်တဲ့အတွက်ကိုကလည်းဒီဘ ഹു တုတတွေကိုရအောင်ယူပါပေါ့နော်နောက်ဆုံးကိုနဲ့မဆိုင်တဲ့နိုင်ငံဥပမာကိုသွားမှာဂျပန်ပေါ့နော်တခြားစင်ကာပူနဲ့ပတ်သက်တာတွေမလေးရှားနဲ့ပတ်သက်တာတွေထိုင်းနဲ့ပတ်သက်တာတွေပြောနေသည်ရှိရင်တော့မှပဲကိုကဘ ഹു တုတအနေနဲ့ရအောင်ယူပါပေါ့နော်တကယ်လို့အဲ့ဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ကိုကိုတယောက်ကတခုမေးခဲ့သည်ရှိတော့ကိုကဒီဘ ഹു တုတကိုသိထားရဲဆိုလို့ရှင်ကိုကအဲ့ဒီလူကိုပြန်ပြီးတော့ sharing လုပ်ပေးလို့ရတယ်ကွာအဲ့တော့ကျတော့ကိုကဒီအသိပညာတွေဘ ഹു တုတတွေကိုရအောင်ယူပါပေါ့နော်အိမ်ငိုက်တာတွေ TikTok ရိုက်တာတွေစကားများတာတွေတက်နိုင်ဆုံးဒါမလုပ်သင့်ဘူးလို့တော့အမေကတော့ထင်ပါတယ်မေကိုတခြားသိကျင်တာရှိလို့ရှင်အောက်က comment မှာမေးတော့လို့ရပါတယ်ဟုတ်ကဲ့မေပါဂျပန်နဲ့ပတ်သက်တာတွေကိုအရှိတိုင်းဝေမျှပေးနေသူတယောက်ပါရှင်ကျေးဇူးတင်ပါတယ်